Hello မင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်နဲ့အတူပြက်ခွေတောင်ကိုလိုက်ခဲ့ပြပါအောင်ဗျပြက်ခွေတောင်ကတော့မြန်မာနိုင်ငံရဲ့အလဲပိုချက်ဖြစ်ပြီးတော့မန္တလေးတိုင်းဒေသကြီးမြစ်သားခရိုင်ကူမဲမြို့နယ်မြဒုက္ခရာနီမှာတည်ရှိတာဖြစ်ပါတယ်ပြက်ခွေမှာဆိုလို့ရှိရင်အရှိနဲ့အနောက်ဆိုတော့မှ2နေရာရှိပြီးတော့မှဒီနေ့ကျွန်တော်တို့ကတော့အနောက်ပြက်ခွေကိုတက်ကြမှာဖြစ်ပါတယ်ဒီအနောက်ပြက်ခွေတောင်ကိုတက်တဲ့အခါမှာကားလမ်းနေလည်းတက်လို့ရတယ်လို့ခုလိုတော်လမ်းနေလည်းတက်လို့ရပါတယ်ကားလမ်းနေတက်တဲ့အခါမှာဒီလိုရှိတော့သူကလမ်းကတော့ကောင်းတယ်ဒါပေမဲ့လို့လမ်းလျှောက်ရတာပူပြီးတော့မှရှည်တယ်ပေါ့နော်အချိန်ကြာတာပေါ့တော်လမ်းတက်တယ်ဆိုလို့ရှိရင်ဒီတော့ဒီလိုလမ်းညွှန်ဆိုင်ဖို့လေးနဲ့အတူလမ်းအမှတ်အသားလေးတွေနံပါတ်အမှတ်အသားလေးတွေအပိထားဖြစ်ပါတယ်တောင်တဲနဲ့ရိုက်ခဲ့ပေမဲ့လို့ဘယ်နှခုထိရှိလဲတော့ကျွန်တော်လည်းမမှတ်မိတော့တဲ့အတွက်ကြောင့်မို့လို့မှတ်မိတဲ့လူများရှိလို့ရှိရင်နံပါတ်စင်ဘယ်လောက်ထိရှိတယ်လဲဆိုတာမှန်းခဲ့ပြပါအောင်ဗျာခုလေးတွေထွက်လာလောကကြီးကမြေပေါ်မှာမတူသလိုမတန်သလိုသဘောထားရဲ့မလို့သူတွေကိုကြောက်ခိုင်းပြီးဒါတော့တက်နေရင်လည်းဒီတောင်ထိပ်ပေါ်ကိုရောက်လာတာဖြစ်ပါတယ်ဗျတောင်ထိပ်ပေါ်မှာဆိုလို့ရှိရင်ဖုန်းကြောင်ရှိတယ်ကျွန်တော်တို့တားတော့ကဆိုလို့ရှိရင်ဖုန်းကြီးကသမီးတွေလည်းချက်ထားပေးတယ်မုံတွေလည်းကျွေးတယ်ဗျဒါလေးကတော့မြန်မာနိုင်ငံရဲ့အလဲဗဟိုချက်မှတ်တိုင်လေးပါဒီနေ့လေးမှာတပုံရိုက်ခဲ့ဖို့ကတော့မဖြစ်မနေလောက်ရမယ်အလုပ်ပါဗျဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဗျတတာ